လှိုဝိုင်းပေါ်သို့တင်နေသည့်တစ်လုံးများကိုဂယုတစိုက်ကြည့်ကညွန်ကြားနေသည့်ဦးတန်းဤရှေတွင်လူစိမ်းတစ်ယောက်လာရက်သည်ဘသူများတော့မောင်လူစိမ်းကခေါင်းတွင်ပေါင်းထားသောတပည့်ကိုချွတ်ချပြလိုက်သည်ဟာဦးစင်းလေးပါလားဘလူဖြစ်တာလဲကျုပ်လူထွက်လိုက်ပြီဦးကြီးဆိုင်မစင်ပုံမစင်ပါလားဦးစင်းလေးမဟုတ်တော့ပါဘူးဆိုနေဗျာကျုပ်လူနာမည်ကမောင်ကလေးတဲ့ငါတူရဲ့ဘယ်နဲ့ဖြစ်ရတာလဲဘာနဲ့ကြောင့်လဲဆိုတော့ဦးသမီးမြကြီးကြောင့်လေဟေးဟုတ်တယ်ကျုပ်မြကြီးကိုမြစ်တာရှိလို့လူထွက်လိုက်တာဦးတန်းမှာရုတ်တရက်မို့ကြောင်တောင်ဖြစ်နေသည်ဖက်နဲ့သမီးကိုပြောရမယ်ရီးစားစကားအဖေကိုလာပြောရတယ်လို့ဘာကိုလဲအဲ့ဒါဘယ်နဲ့သဘောရလဲဦးသမီးနဲ့ကျုပ်ကိုပေးစားမလားမေးတာဦးတန်းဤမျက်လုံးတွင်ဓားမြောင်တစ်ချောင်းကိုမြင်ရောက်လာသည်ပေါက်ကြော်ကြီးကိုတိုင်းကွက်နင်းပြသွားသည့်မြင်ကွင်းကမျက်လုံးထဲတရေးရေးပေါ်လာ၏စိန်ဓားမြောင်ဖုံးကြီးလူထွက်ကပေါက်ကြော်ကြီးကိုတောင်စိန်ခေါ်လာတာမတော်ငါထချလိုက်ရင်ဖြင့်ဟူသောအတွေးဖြင့်ဦးတန်းမှာအကြောက်အလန့်လန့်ဖြစ်နေရှာသည်ဒါကတော့ဦးတေချာစဉ်းစားပါခေတ်ကာလကကောင်းတာမဟုတ်ဘူးကျုပ်ကဖုန်းကြီးလူထွက်ဆိုပေမဲ့ဦးသမီးကိုလှုပ်ကြွေးမှာပါကဲပြောပြဘာနဲ့လဲလို့ဦးကစင်းလေးနဲ့ဆိုဒီကမောင်ကလေးနဲ့ဆိုဦးအနေနဲ့ပြောပြမရှိပါဘူးမြကြီးသဘောကတာမြကြီးကိုမပူပါနဲ့ဦးကြီးမြကြီးကကြောက်ကိုကြာနေတာဗျာကြောက်တိတယ်ကဲဦးကျုပ်အခုစလေးကိုတင်ပေါ်စီအမိပြန်ရမယ်ဗျာမိဘဒီစီကမိမယူဖို့အမွေသွားတောင်းလိုက်ဦးမယ်ပြန်လာရင်မြကြီးကိုလာတောင်းမယ်ဗျာနော်ပြောချင်ရပြောပြီးထွက်သွားတော့ဖုံးကြီးလူထွက်ကိုကြည့်ခါဦးတန်းမှာဤလီလီနဲ့ကြံရစ်တော်သည်ဖက်နဲ့ကောင်းပါလေ1938နိုဝင်ဘာလ17ရက်နေ့လယ်တနာရီချမ်းသာရထုံးကုန်းရက်ွက်ရှိလွှားဝိုင်းဆရာကြီးဦးတန်း၏အိမ်ရှိသို့လီးပိန်းတက်မြေးရထားတစ်စီးဆိုက်လာသည်ဦးတန်းနှင့်သမီးဖြစ်သူမြကြီးတို့မှာနေ့လယ်စားသည့်ထမင်းဝိုင်းကိုသိမ်းဆည်းနေကြဖြစ်၏ဦးကျုပ်ပြန်လာပြီဗျာမြကြီးမျက်လုံးကလေးအဝိုင်းသာစိမ့်တမြောင်လူထွက်ပါကလားမြကြီးကလှစ်ခနဲ့အိမ်ထဲသို့ပြေးဝင်သွားသဖြင့်အိမ်ရှိကိုပြစ်တွင်ဦးတန်းသာကြံရစ်တော်သည်စိမ့်တမြောင်ဖုံးကြီးလူထွက်မောင်ကလေးကလှဲပေါ်မှဆင်းချလာသည်ထံပြူပုံနှစ်ပုံကိုတပုံချင်းစီထမ်းကခြံဝိုင်းထဲတွင်ချသည်ထို့နောက်ဦးတန်းဘေးတွင်ဝင်ထိုင်ရင်းခေါင်းပေါင်းကိုချွတ်လိုက်သည်ဖုံးကြီးလူထွက်တုံးကလိုမဟုတ်တော့ပဲစပင်ကအတော်ပင်ရှိနေပြီဖြစ်၏ဦးကြီးတောင်းပန်ပါလေဗျာဦးကြီးကိုပြောသွားသလိုမြကြီးကိုအခုမတင်တောင်းနိုင်သေးဘူးကျုပ်မိဘတွေလည်းကျုပ်ဖုံးကြီးဝတ်နေချိန်မှာလဲတွေချစ်တီးစီပေါင်ပြီးစီးပွားပြတ်သွားကြတယ်လေအမွေဆိုလို့ခိုးဝတ်လာတဲ့ကျုပ်ဖေတိုက်ပုံနဲ့ရွာမှာကြိတ်တဲ့ပေးစီစေပိတာနှစ်ပုံးပဲပါလာတယ်ဦးသားမှာခေါင်းကုပ်ရင်မောင်ကလေးကိုဘာပြန်ပြောရမှာမသိဘာပဲဖြစ်အဲ့ဒီပေးစီပုံလေးနှစ်ပုံအရင်ပြူပြီးစားရမှာပဲလောစေတော့ကျုပ်မတေးစရာခိုးစရာလေးမရှိဖုံးကြီးเจ้าနဲ့ပြန်မတေးချင်ဘူးတော့ကြဖုံးကြီးပြန်ဝဖို့နားချတာခံနေရမှာမို့လောစေတော့ဦးကြီးတို့အိမ်မှာပဲတေးပါကြီးဗျအင်းမောင်ရဲ့စိတ်ချပါဗျမြကြီးကိုလေမယူရမချင်းကျုံနှမလေးလိုပဲသဘောထားမှာပါမိမလူချင်းလို့လူထွက်လိုက်ပြီမင်းကျုံမဖုံးကြီးတမာလေးတော့နည်းနည်းကြံပါသေးတယ်အင်းမောင်ကြီးရဲ့မောင်ရင်သဘောပါဦးပြင်ဘာမှမပြောပါဘူးမောင်ကြီးပြောချသွားတာမင်းကိုဟုတ်ဦးလေကျုပ်တင်းဘောဘွားနီဘာမှမစားလာဘူးခုဖိုက်စားလို့ထမင်းကျန်းလေးပါလိကြရင်ကျွေးပါလားဗျမြကြီးဒီမေနင့်ကိုထမင်းနဲ့ဟင်းလေးခူးလာခဲ့ပေးပါဟိမြကြီးပုံနေလို့မရတော့ထမင်းပကံတွင်ငါးလီကျော်နဲ့မကြီးရွက်တို့ကိုပုံပြီးယူလာပေးသည်မောင်ကလေးကမြကြီးကိုငေးသည်ထူးထူးခြားခြားဒီကနေ့မှာစပေးပန်းကုန်းကလေးခေါင်းပေါ်တွင်သူကုန်းထားသည်ထမင်းပကံကိုချပြီးရင်မြကြီးကမောင်ကလေးကိုပြုံးပြသည်မြကြီးအကိုနီးလေစာပဲတောင်းစားမှာပါမြကြီးညနေစာကြဖုံးကြီးလူထွက်ဆိုတော့ခံနိုင်ရင်ရှိပါလေ
ဟုတ်ကဲ့ဦးစင်းလေးဟုတ် မြကြီးဘာပြန်ပြောရမှမသိ 1938နိုဝင်ဘာလ12ရက်မန္တလေးဈေးချိုတော်ဒီယုံရှိတွင်စီပုံးကြီးတပုံးချကာမောင်ကလေးရောင်လဲလဲဖြစ်နေသည်ထူးထူးခြားခြားဈေးချိုကတိတ်ဆိတ်နေ၏ရခင်ကလက်ဖက်ဆိုလက်ဖက်ချောက်စီစားဖျောင်းနိုင်ဆက်ပြသည်တို့ဖြင့်ပြည့်နှက်နေသောနေရာကမိသူမျှမရှိ ဥပုံနေလည်းမဟုတ်ဘူးဘာဖြစ်တာပါလဲ စီနမူနာကလေးပြပြီးကုံသေးထန်ဆက်မီစိတ်ကူးလီလာခဲ့သည့်မောင်ကလေးတယောက်ဈေးချိုရှိတွင်ဘာလို့ရမိမှမသိထိုးချိန်တွင်အရက်ထောင်ထောင်မောင်းမောင်းအသားဖြူဖြူဖြင့်ခဝဝလူတူဈေးရုံရှိမှဖြတ်လျှောက်လာသည် နောင်ကြီး ထိုသူကမောင်ကလေးကိုဘာပြောမလို့လဲဆိုသည့်သဘောဖြင့်မီးဆက်ပြသည်ထိုသူကပြုံးသည် ဈေးချိုဒီနေ့ပိတ်တာလားဗျလူတစ်ယောက်မှလည်းမတွေ့ဘူးခမရတော့ဘက်ကဒီနေ့မှလာတာထင်တယ်မသိသေးဘူးလားဘာဖြစ်လို့လဲဗျစလေကနေမနေ့ကမှရောက်တာပါဒီနေ့ကစပြီးဈေးချိုးကမြန်မာဈေးတွေအကုန်လုံးအစိုးရကိုတပိတ်မောက်တယ်ဗျမပြားနဲ့စရာရေနံမြေအလုသမားတပိတ်ကခြီတက်လာမဲ့အလုသမားတွေကိုဈေးချိုးသားတွေကပန်းကုန်းစွတ်ကြူကြမယ်ဆိုလို့အင်္ဂလိပ်အစိုးရကပုံမှန်23ခွန်ထုတ်လိုက်တယ်အဲ့ဒါကိုမကြည်နဲ့လို့ရဟန်းပြူအဖွဲ့ကဈေးချိုးမှာတပိတ်မောက်ရမယ်လို့ညွှန်ကြားလိုက်တာဟာဒုက္ခပါပဲကျုပ်ကဒီကစီဆိုင်နေမှာရွာကပါလာတဲ့ပေးစီလေးပြပြီးကိုအဝယ်လေးဆက်ချင်လို့ဆိုမှာဗျာဒုက္ခပါနိုးဒါဆိုဟိုပုံးလေးကပေးစီတွေပေါ့ဟုတ်ပေါ့ဗျာကျုပ်တို့စလီကနေထွက်တဲ့ပေးကိုနွားနဲ့ဆုံလေးကြိတ်တယ်ဆုံစီစစ်ပါဗျာကဲတိတ်လေးစိတ်ညစ်မနေပါနဲ့စရာကျွန်တော်နဲ့လိုက်ခဲ့ဈေးချိုးကိုတပိမောက်ပြီးအိမ်တို့ရာဖျားဝန်းထဲမှာဈေးသွားဖွင့်ထားကြတယ်ဗျအဲ့ဒီမှာစီဆိုင်တွေဖွင့်ထားတယ်လိုက်ခဲ့ဟိုရောက်မှခမရကိုစီတယ်ဒီနဲ့တွေ့ပြီမယ်ဟာဒီလိုလားကြီးစုတင်လိုက်တာဗျာအခန့်တင်မဲ့ပေါ့ခမရကစီလာပြီးဂုံဆက်တယ်ဆိုတော့ပို့ပြီးအခန့်တင်တာပေါ့ဗျကျွန်တော်နာမည်လေးမှတ်ထားအောင်ဘာထိုးတဲ့စီပွဲစားပေါ့ဗျစီဘာထိုးလို့လေခေါ်ကြတယ်ဗျ1300ပြည့်အရေးတော်ပုံကြီး၏အထွတ်ထိပ်ကာလသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်1938ဇန်နဝါရီလကတည်းကစတင်နေခဲ့သော6ရေနံမြေတပိတ်မှသည်လမ်းရွာရေနံချက်ရေနံချောင်းတန်လင်း BOC ရေနံချက်ဆက်ယုံအထိတပိတ်များကူးဆက်လာသည်ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များကပါရေနံမြေတပိတ်အားပူပေါင်းပါဝင်လာသည့်အခါဒေါက်တာဘာမော်အစိုးရမှအကြက်တဲနှင့်ရင်ဆိုင်လာရတော့သည်1938ကလဗမာအဓိကယုံပြဿနာတွင်ဒေါက်တာဘာမော်အစိုးရအားဦးစောမှအယုံမကြီးမရှိအစိုးတင်သွင်းခဲ့တော့လေဦးစောပင်ရှုံးနေခဲ့သည်ဒေါက်တာဘာမော်အစိုးရကထိုကိစ္စတွင်တောက်ခံနိုင်ခဲ့တော့လေယခုအလုသမားចောင်းသားတပိတ်တွေမူပြုတ်ကျရတော့မည်အခြေအနေဖြစ်လာသည်ထိုအခြေအနေတွင်တပိတ်အားထောက်ခံသောအနေနဲ့ခြိတက်အင်အားပြကြမည်ဈေးချိုတော်သူဈေးချိုတော်သားများကိုအင်္ဂလိပ်အစိုးရကပုံမှန်23ခုနှစ်ထုတ်ပြန်ကတားမြစ်လိုက်၏ဈေးချိုသားများမှလည်းဈေးချိုယုံကြီး12ယုံကိုတပိတ်မောက်လိုက်ပြီးဈေးချိုအနောက်ဖက်တီရီဟေမအရှိရက်ွက်ရှိအိမ်တော်ရာဖျားဝင်းတွင်ဈေးသွားဖွင့်ခဲ့ကြသည်မောင်ကလေးကားကံကောင်းသည်ဟုပင်ပြောရပေမည်တပိတ်မောက်ထားသောဈေးချိုတို့အချီနီလာကြည့်သောစီပွဲစားစီဘာတော်နှင့်တိုက်ဆိုင်သွားဆောင်ကြသည်စီဘာတော်ကမောင်ကလေးဤပုံစံကိုကြည့်ကာတနာသဖြင့်အိမ်တော်ရာဖျားဝင်းရှိယာယီဈေးရှိသို့ခေါ်လာခဲ့သည်ယနေ့မှစတင်ဖွင့်သည်ဆိုသောညာအိမ်တော်ရာဖျားဈေးသည်အလွန်ပင်စီကားနေသည်နိုင်ငံရေးစိတ်များနိုးကြားနေသည့်မြန်မာစည်းသားများကပြည်တွင်းဖြစ်အထင်များကုန်ပစ္စည်းများကိုဦးစားပြီးရောင်းချကြသည်မောင်ကလေးသည်စီဘုံကိုထမ်းကာစီဘာတော်၏နောက်မှလိုက်ရင်ဖျားဝန်းအတွင်းမှဈေးတန်းကြီးကိုငေးမောနေသည်အိမ်တော်ရာဖျားဝန်းရာဟုတောင်ရှိ14ခန်းစရက်ကြီးရှိသို့ရောက်သောအခါစီဘာတော်ကရက်လိုက်သည် ခဏဆောင်ဗျဇရက်ပေါ်မှာမနက်ကဈေးအုပ်ချုပ်ရေးကော်မတီဖွဲ့ဖို့ဆရာတော်တွေနဲ့လူကြီးတွေစီးဝေးနေတာကြားရတယ်ကျွန်တော်နည်းနည်းသတင်းသွားမေးခြင်းလို့ စီဘာတော်ကဇရက်ပေါ်တက်သွားသည့်အခါမောင်ကလေးသည်စီဘုံကိုချလိုက်ပြီးခေါင်းဘုံကိုဖြီလျက်ချွေးတုပ်နေလိုက်ဟေးမင်းချမ်းသာရကမောင်ပညာမဟုတ်လားဇရက်ပေါ်တွင်ထိုင်နေသောလူစုထဲမှအတန်ကြောင့်
မောင်ကလေးလှမ်းကြည့်လိုက်သည်သူစာတင်သားဘဝကစာချစရာဖြစ်ခဲ့ဘူးသောမိုးကောင်းတိုက်မှဆရာတော်ဦးပန်းတီကိုတွားတွေ့ဥပန်းတီဘေးတွင်ထိုင်နေသူကသူနှင့်စာဝါလိုက်ဖက်ဦးကောလတာ တက်မပညာပါဖေဟာအခုတော့မောင်ကလေးဖြစ်နေပါပြီ ဟေးမင်းလဲစိန်ဓာမြောင်ဖုံကြီးစိန်ဓာမြောင်ဖုံကြီးဆိုပြီးနမဲကြီးပြီးကလေးကပျောက်သွားပါတယ်မတာလူထွက်သွားတာကွာကဲလာစမအောင်ငါလူရ မောင်ကလေးကစီပုံးကိုထမ်းကားဇရက်ပေါ်သို့တက်သွားသည်စိန်တမြောင်ဟူသောအတန်ကြားသည်နှင့်ဇရက်ပေါ်တွင်ရှိသောလူအားလုံး၏စိတ်ဝင်စားမှုကမောင်ကလေးထံစုပြုံကုန်သည်စီဖားတို့ပင်သူခေါ်လာသောမယောင်မလေးစီတပုံးနှင့်ထိုတော်သားမှာနမေကျော်တုတ်ပြီးဓားပြီးစိန်တမြောင်ဖုံးကြီးဟုတိလိုက်ရသဖြင့်အံ့ဩနေ၏ဇရက်ပေါ်တွင်မန္တလေးမြို့မှမျိုးချစ်လုပ်ငန်းရှင်များဖြစ်ကြသောစင်တတာဦးသိန်းဟန်စာဦးအေဒေါ်သန်းတို့နှင့်အတူဈေးဆောင်ရှောက်ရေးကော်မတီဝင်ဆရာတော်များဖြစ်သည့်မိုးကောင်းဦးပန္တိတာဦးကီလာတာဦးကုသလဦးဝိမလဦးနာရတာတို့လည်းရှိကြသည်မောင်ကလေးကဇရက်တောင်တွင်စီပုံးကိုချလာပြီးရဟန်းများရှိသူတွားပြီးဝှက်ချလိုက်သည် ကဲဆိုပါအောင်မောင်ပညာလူဝကြောင်ကိုလဲပြီးဘလို့ဒုက္ခတွေများမြောင်နေရတာလေကွာ ဈေးချိုရှေ့မှာစီပုံးကြီးချပြီးရောင်လေလေဖြစ်နေတာနဲ့တပည့်တော်ခေါ်လာခဲ့တာပါဗျာ ဟောစီသေးကြီးဖြစ်နေပြီပေါ့လေ စီကရေလို့မဟုတ်သေးပါဘူးဗျာတပည့်တော်မိန်းမလူချင်းလို့လူထွက်တာဗျာမိန်းမတောင်းစရေးရဖို့ရွာပြန်ပြီးမိဘတွေစီကအမွေတောင်းတော့လေမိဘတွေတောင်ချစ်တီးလက်ချက်နဲ့မွေးနေတာဗျာဒါနဲ့ရွာမှာကြိတ်တဲ့စီနှပုံးဆွဲပြီးဒီကစီကုံသေးတွေကိုဒါလေးပတ်မှာပြပြီးအခုမှစီကုံကူဖို့စကြံနေတာပါဗျာ ဟဲ့ပညာရေးတို့မန္တလေးမှာစီသိန်းတို့စီကိုတော်တို့ရဲ့စီဆက်တွေကတနည်းစီပေါင်းအများကြီးထုတ်နေတာကွယ်ဂျားတဲ့နင်းခေါ်လာတဲ့စီဖားတော်ဆိုတာတော့စမဖွေလောက်တဲ့ကုန်သေးရဲ့နင်းခေါ်လာတဲ့ဖားတော်သားနင်းမီးကြီးနင်းတော့ကယူလာတဲ့ကြိတ်စီကိုဘယ်နဲ့ရောက်မလို့ အရှင်ဖះတို့ဟိုဒီကဈေးသေးတွေပါဒီအိမ်တော်ရဖះဝန်ကြီးတွေရောက်နေတာအင်္ဂလိပ်အစိုးရကိုမကြိုက်လို့မျိုးချစ်စိတ်နဲ့ရောက်နေတာမဟုတ်လားဗျာဒီဝန်းလေးရောက်ကြတဲ့ကဝန်သားနုတွေမျိုးချစ်စိတ်တွေပဲတပိတော့ကြားရပါတယ်ဝန်သားနုစိတ်တဲ့အရာပြည်တွင်းဖြစ်ကိုအားပေးပါဆိုဗျာတပိတော့ပါလာတဲ့ဟိုဒီစီပုံးဟာစလီဥပညာထွက်တဲ့စလီအရက်ကထွက်တဲ့ပဲကိုလေသမားတွေလေထုံနဲ့နွားနဲ့စီစုံနဲ့လှိချိတ်ပြီးမှရလာတယ်ပြည်တွင်းဖြစ်စစ်ပါဗျာအင်္ဂလိပ်လူမျိုးချားတီထုံနဲ့စက်ကိုတော့မတုံးပေးနွားနဲ့လူနဲ့လှိချိတ်ပြီးမှရလာတယ်ဝန်သားနုစီလေးဗျာတပိတော့စီကိုလေဝန်သားနုစိတ်ရှိရင်အားပေးတင်တာပေါ့ဗျာကဲဒီလောက်အပြော့ကောင်းတယ်လူ ဆရာတော်များနှင့်လူကြီးများကမောင်ကလေး၏အပြောကိုသဘောကျနေကြသည် ခမရရဲ့ဝန်သားနုစီကြုတ်ကြည့်ရစမ်းပါဦးဗျ စင်တတာဦးသိန်းကပြောပြောဆူဆူနှင့်စီပုံးကိုသွားဖွင့်ကအနံ့ရှူကြည့်လိုက်သည် ဟိုးမေပေးစီနံလေးတော့မွေးနေတာပဲဟေးဒါနဲ့ဒါဆေးပိတ်တာပုံထင်ရဲ့ဘယ်စီနဲ့ရောက်မုံကိုတုံးချက်နဲ့ပြားစိတ်ဟယ်လိုလီဆေးပိတ်တာစီတပူးမှာတုံးချက်ရှိတာပါကိုကြီးဘယ်နဲ့ကိုကြီးဟောက25ပြားပူလာတာတော့တကယ်ကတော့တုံးချက်ပါပဲဦးကြီးအများကြီးယူမယ်ဆိုနှစ်ချက်နဲ့တော့စလီကနေတင်ပြီးနိုင်ပါတယ်ဒါပေမဲ့ဒီပုံးကိုတော့ဈေးတင်မှဖြစ်မယ်ဘာဖြစ်လို့လဲကိုကြီး ကျုပ်စပင်ကိုဘိုးကြီးညက်မယ်ပြီးတော့မနေ့ကကျုပ်ရောက်ခမလောင်းအိမ်မှာထမင်းတစ်နက်ကတ်စားခဲ့တယ်ဒီနေ့အပြန်မှာကျုပ်သူတို့ခောက်ဆွဲကြော်ဝယ်သွားကြတယ်ကဲမောင်ဘာတော်ကြီးဒုလူကိုစီရောင်းရအောင်မင်းမဆက်ပေးလိုက်ပါကွာအစင်ပြေအောင်စောင့်ရှောက်လိုက်ပါဒါတလောကနာမည်ကြီးနေတဲ့စိန်တမြောင်ကိုတော်ဆိုတာပဲကွ စီဘတ်တော်ကိုဦးနှိတ်ကမိန်လိုက်သည်ထို့နောက်စီဘတ်တော်နှင့်မောင်ကလေးတို့ဇရက်ပေါ်မှဆင်းလာကြ၏ ခုနစိန်တမြောင်ကိုတော်မှမသိလို့တောင်းလာပါလေဗျာနောင်ကြီးဟာရပါတယ်ကျုပ်လည်းဘာမှမဟုတ်တာပဲဘာမဟုတ်ရမှာလဲကိုစီယာကတုတ်ပြီးဓာပြီးနာမည်ကြီးဆိုဟိုဂလုံးဘိုးစိန်ပန်းပေါက်ကျော်ကြီးကိုတောင်ပညာပြခဲ့တာဆိုဗျ နည်းနည်းပါပါဗျာ ကိုစီယာကိုစီကုံကူးတဲ့လောကထဲကျွန်တော်တွင်းပေးမယ်ဗျကိုစီယာတို့စလီမာဒီလိုကြိတ်စီတွေလိုသလောက်ရတယ်မဟုတ်လား ရပါဗျာကျုပ်ရီးတွေဒွေးလေးတွေကစီပဲကြိတ်ကြတာမန္တလေးတက်ရောင်းရကောင်းမှသာမသိလို့ပေါ့ဗျာ လှပ်ပေါ်ဒါဆိုခုစကိုင်းဘက်မှာကျွန်တော်ချိတ်ထားတဲ့ဆိုင်အစ်စ်တွေရှိတယ်ခင်ဗျားအဲ့ဒီပို့ပေးနိုင်ရင်တော့အဆင်ပြေမယ်ဗျ
ရပါဗျာကဲဒါဆိုလောလောဆယ်တော့ဒီဖျားစီဝင်းတွေကစီသေးတယောက်စီခမားစီကိုကျွန်တော်လိုက်ပြပေးမယ်ခမားတို့ချင်းဈေးညှိပြီးကြိုက်ရင်လောက်ကြပါဗျာဂျေဇူးကြီးလာပါတယ်နောင်ကြီးရာဂျေဇူးတင်နေဆိုရင်လေကျွန်တော်ကိုတစ်ခုပြန်ကူညီဗျာဘာကူညီရမလဲပြောတာပြောပါဗျာခိခါလာကဘာဖြစ်မယ်မသိဘူးဗျာဥရောပမှာလည်းစစ်ကြီးဖြစ်မယ်ဘာညာတည်င်းတွေထွက်နေတယ်ပြည်တွင်းမှာလည်းခမားတီးတဲ့အတိုင်းပြည်သူအုံကြွမှုကပုံများလာဖို့ပဲရှိတယ်ကျွန်တော်မှာကတူသားတွေတပည့်တွေရှိတယ်ဖြစ်နိုင်ရင်သူတို့ကိုခမားတတ်ထားတဲ့တိုင်းရေးပါလီတင်ပေးစီခြင်းနေဗျတင်လို့တင်ပေးခြင်းပါတယ်ကိုပါတော့တင်ပြီးခြင်းတင်ပြီးပေါ့ဗျာဘာဖြစ်လို့ဒါပေမဲ့ကျုပ်တိုင်းပညာသင်ခဲ့တဲ့ဆရာအဆက်ဆက်မှာအလကားတင်ပြီးယူထုံးစံမရှိဘူးဗျပညာရဲ့တန်ဖိုးရှိတယ်ကျွန်တော်အခါကြီးကိုယူပြီးတင်ပြီးမှဖြစ်မို့လို့ခမားအားနာလို့ဟာအားမနာပါနဲ့တင်ပြီးနေဆိုရပါပြီဘလောက်ဖြစ်ဖြစ်ကျွန်တော်ပြီးပါမယ်ခမားလေးစီကုံတယ်လောက်တာကလောက်တစ်ဖက်ကအခါကြီးငွေနဲ့တိုင်းတင်ပြီးတော့စီးပွားရေးအဆင်ပြေတာဗောကျုပ်စဉ်းစားပါဦးမယ်ဗျာ ဈေးချိုတပိတ်တစ်ဖြစ်လေဖျားဈေးဝင်ကြီးကတဖြည်းဖြည်းပူမှုစီကားလာ၏မကြမီမန္တလေးမြို့အတွက်အနှိဋ္ဌာယုံနေဆွဲတစ်ခုရောက်လာတော့မိကိုကမိကူမျှကြိုတင်မသိနိုင်ခဲ့ကြကြီး